ဒီတမရရာတို့ဝင်ယူတယ်ဟိဆိုလို့ရှိရင်အခုနိုင်ငံရေးဖြစ်ခဲ့တဲ့အစာလုံးရေးစပေါ့ဗျာနော်2020ကုန်ပြီနော်2021အဲ့ဒီကနေစပြီးအခုချိန်ကြီးဖြစ်သမျှအရာတွေအားလုံးပြည်သူလူထုရဲ့သွေးဆက်တွေတက်မတော်သားတွေရဲ့သွေးဆက်တွေနော်ပြီးလို့ရှိရင်ပြည်သူနိုင်ငံမှာပျက်စီးနေခဲ့တာအားလုံးအောင်လူတယောက်တမရရာဒူရဖို့အတွက်ကတို့တနိုင်ငံလုံးပြည်သူရောမိသားစုချင်းနဲ့သွေးကွဲအဖေအမေသွေးကွဲဟာတခါတည်းဖုန်းကြီးနဲ့ဆရာနဲ့တပည့်လည်းသွေးကွဲနော်ဆရာမနဲ့ကျောင်းသားနဲ့လည်းသွေးတွေကွဲနော်ဒီလူတယောက်ရဲ့တမရရာဒူရယူလို့မှုလေးဟာဒါမျိုးဖြစ်သွားရတယ်ဆိုပြီးတော့အားလုံးကဆွဆွဲထားတဲ့အရာတွေအားလုံးဟာလုံးဝမှန်သွားပြီတော့ပြောအောင်လို့ဖြစ်နေပြီအဲ့တော့တမရရာဒူကိုစတော့ကျွန်တော်ယူစမ်းပါနော်တိတ်ခါရှိယူပါဖြောင်းဖြောင်းမတ်ယူပါဘယ်လိုခေါ်မလဲဆိုတော့ဒါမျိုးခြားစားလက်စားပြီးယူတယ်လို့ခေါ်တယ်။ဘာကြောင့်လဲဆိုတော့အာနာကိုမလျော်ကန်စွာသုံးဆွဲပြီးယူတဲ့အရာတို့ပြောလို့ရတယ်။မလျော်ကန်စွာနဲ့ယူတဲ့အရာတို့ဖြစ်သွားတယ်။အဲ့တော့သမရရာတို့ကိုယူလို့ရတယ်။အခုလိုမလွယ်ပေါက်ကနေပြီးတော့စစ်တပ်ကနေဒါမျိုးလုံးမသမရဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီသမရရာတို့သူတော့မသိဘူးကျွန်တော်ဆိုတော့ယူမှာမဟုတ်ဘူး။တတိရှိတိတ်ခါရှိရှင်တိုင်းမှာယောက်ျားဆိုတာယောက်ျားလိုမျိုးတတိရှိရတယ်။နော်။ရှုံးရင်ရှုံးတယ်လို့ခံရရတယ်။ကိုဟာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဂရိသစ္စာတည်ကြည်ရတယ်အဲ့တော့ငါရှုံးရင်ရှုံးတယ်ရန်သူကိုဘယ်လိုခေါ်မလဲအစိတ်ခတ်ပြီးတော့မှเนาะဘယ်လိုခေါ်မလဲကျွန်တော်တို့မေးစည်းတိုက်ပြီးတော့ရန်သူကိုကြိုးတုပ်ပြီးတော့မှတမရရာလူတက်ယူတာကိုမစွမ်းမှန်းသိတာလောမှာလေအဲ့တော့ကျွန်တော်ပြောချင်တယ်အခုတမရရာလူကိုเนาะအခုဒီကျွန်တော်တို့ကျင်းပသွားတော့သတင်းမှန်ပြန်ကြားရေးပေါ့လေအဲ့ဒီပွဲဟာဥမင်းအွန်လိုင်းကိုသမရရာလူတက် promotion လုပ်ပေးရတဲ့အစင်မဲ့ရှိတဲ့ပုံစံမျိုးတွေဖြစ်သွားပြီဥမင်းအွန်လိုင်းကအကယ်သမရရာလူကိုယူမယ်ဟိဆိုလို့ရှိရင်တော့တိတ်ခါရှိစွာရှင်ပြိုင်စွာရရှိလာတဲ့သမရမဟုတ်တဲ့အတွက်ကြောင့်မို့လို့သူရဲ့ယာဒူကနေပြီးတော့မလွယ်ပေါက်ကနေပြီးတော့ရယူတဲ့သမရယာဒူမျိုးဖြစ်သွားပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်လည်းပွင့်နေပြန်ကျွန်တော်ကတော့ရှုံးတော့ပါဗျာဘာကြောင့်ရှုံးလဲဆိုတော့ကျွန်တော်ရဲ့အတိုင်းဝိုင်းပေါ့ဗျာနော်အတိုင်းဝိုင်းကစွန့်ခံပြီးတော့ကျွန်တော်ကဥမင်းအွန်လိုင်းကိုထောက်ခံလိုက်တာနော်ဘယ်လိုလဲဆိုတော့သူကပြောတာဟုတ်ဥမင်းအွန်လိုင်းကသမရယူနေတာသမရယူပြီးတော့သူကသမရဖြစ်ချင်တာသူဖြစ်ချင်တဲ့အတွက်ကြောင့်မလို့အကုန်ဓာတ်ဖြစ်ကုန်တာကျွန်တော်ကပြောတာမဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဒါမဲ့လည်းကျွန်တော်ကရှုံးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဘယ်လိုခေါ်အောင်လဲကျွန်တော်ပြောခဲ့တဲ့ဂတိအတိုင်းကျွန်တော်ခင်ဗျားတို့အားလုံးကိုအနီပဲခေါ်ပါတော့မယ်နော်ဘယ်တော့မှကျွန်တော်ခင်ဗျားတို့ကျွန်တော်ပြခေါ်နေတဲ့ကိစ္စကိုကျွန်တော်မခေါ်တော့ဘူးခင်ဗျားတို့ကျွန်တော်လုံးဝလေးစားသလိုရှိပါတော့မယ်ပေါ့ဗျာနော်အဲ့တော့ကျောင်းတော်ကြီးတဲ့သွားရမယ်ဘယ်တက်နိုင်မှာဗျာနော်အမှန်တရားပြောလို့ကျောင်းတော်ကြီးတဲ့သွားရမယ်ဝေဖန်တာမခံနိုင်ဒီမိုကရေစီမလုပ်နဲ့လေဒီမိုကရေစီမလုပ်ကျွန်တော်တို့ကဝေဖန်မခံနိုင်ပါဘူးဆိုဒီမိုကရေစီမလုပ်နဲ့လေနော်ဟုတ်ပြီလားမှန်လိုက်ထိုင်နေတယ်ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့တတိရှိနေရှင်ပြန်ပြီးတော့ယူစမ်းပါဗျနော်ကိုကဘလို့ဘာပစ္စည်းပဲရကိုစူးစမ်းအားထုတ်မှုလေးပါမယ်နော်ဘာအဲ့စူးစမ်းအားထုတ်မှုမရပဲရရှိတဲ့ပစ္စည်းကခိုးယူခြင်းဖြစ်တယ်အဲ့တော့အလုံးမလုံးပဲစားသောထမင်းဟာခိုးယူသောထမင်းဖြစ်တယ်ဆိုပြီးတော့ခိုးယူစားတော့ခြင်းဖြစ်တယ်ဆိုပြီးအိန္ဒိယမှာစကားပုံလေးရှိတယ်ထို့တူတမရရာလူတဲ့ရှင်ပြိုင်ပြီးတက်လာစမ်းပါဗျဘယ်လိုလဲဖြစ်ကျွန်တော်ကြိုးဆိုပါရနော်ပြည်သူလူထုထောက်ခံလို့စမ်းပါနော်အဲ့တော့တမရရာလူကမလွယ်ပေါက်ကနေရယူဖို့ကြိုးစားနေခြင်းမလျော်ကန်စွာအခုဝေးမကြည့်နဲ့ဗျာအခုလက်ရှိအချိန်မှာမြန်ယာယီသမရယာဒူကိုသူရေးထားတယ်ယာယီသမရယာဒူယူတဲ့ကပုံမှန်61 62 63 64မှာသွားကြည့်လိုက်ပါနိုင်ငံတော်သမရနဲ့ယာယီသမရများသည်ယာယီသမရမပေါ့ဘူးဗျာနော်ဒုသမရများသည်သမရယာဒူစယူတဲ့အချိန်ကနေစပြီးတော့နိုင်ငံဝန်ထမ်းဖြစ်ရင်နိုင်ငံဝန်ထမ်းကနေနှုတ်ထွက်ပြီးသားဖြစ်သည်လို့သတ်မှတ်ရမယ်နော်အစိုးရဝန်ထမ်းဖြစ်ရင်အစိုးရဝန်ထမ်းဖြစ်ကနေနှုတ်ထွက်ပြီးသားဖြစ်သည်လို့သတ်မှတ်ထားမယ်အဲ့တော့သူဒီအခုချိန်မှာလုံးဝကာကြုံမဟုတ်တော့ပါဘူးကာဝေးဦးစီးချုပ်လုံးဝမဟုတ်တော့ပါဘူးနော်သူကသူဘာတွေပဲယူတာသူဒီယာယီသမရလို့သူ့ကိုယာယီသမရတာဝန်တွေယူလိုက်တဲ့ကသူဒီကာကြုံယာဒူကအော်တိုပြုတ်နေပြီလုံးဝအော်တိုပြုတ်နေပြီအဲ့ဒီပြုတ်တယ်ဆိုတာကိုသူကဘယ်လိုခေါ်မလဲဆိုတော့ခွင်ကောင်းယူပြီးတော့ဦးဝင်းမြစ်ကပုံမှန်62ရသမရဘယ်လိုခေါ်မလဲလွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ဝင်ရွေးခံလိုက်တယ်ဗျာလွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရွေးခံလိုက်တဲ့အချိန်မှာအဲ့ဒီအကွက်ကလေးကိုသူကအသုံးချလိုက်တာအသုံးချလိုက်တဲ့အခါမှာဦးဝင်းမြင့်ခင်ဗျာမှာတခါလဲအော်တိုပြုတ်ပြီးသားဖြစ်အော်တိုပြုတ်ပြီးသားဖြစ်တဲ့အခါကျအဲ့ဒါကြောင့်မို့လို့တဲ့သမရယာဒူနေရာမှာဦးမြင့်စုကိုစားထိုးတယ်ဦးမြင့်စုကိုစားထိုးပြီးတော့
ကာလုံခေါ်ပြီးတော့အာဏာကိုထိန်းလိုက်ပါတယ်လောက်တယ်သူများကိုကြာလှုပ်လိုက်တယ်သူကလည်းကြတော့အခုယာယီသမရယာဒူကိုလည်းယူတာသူနာမည်လည်းတတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီကာချုပ်ယာဒူကအော်တိုပြုတ်ပါတယ်ဆိုတော့ခင်ဗျားတို့ဘက်ကဘယ်သူမှနည်းနည်းလေးတောင်မှဟရဲတဲ့သူမရှိဘူးလားဗျာနော်လူတယောက်ကလှုပ်ချင်တာလှုပ်နေတာစစ်တပ်ကြီးတစ်ခုလုံးကောင်းခံနေရတဲ့ပုံစံမျိုးဖြစ်နေတာနော်သမရဖြစ်ခြင်းရချင်းရှိမှဖြစ်ကဲဟုတ်ပါပြီအဲ့တော့တိတ်ကိုကောင်းပါလေကျွန်တော်ဒီဘာညာမဟုတ်ပါဘူးကျွန်တော်လည်းခင်ဗျားတို့ကလည်းတိတ်မစောကြနဲ့ဗျာကျွန်တော်ကလည်းအမှန်တရားပြောလို့ရှိရင်ကျွန်တော်ရှေ့တိုင်းပြောခင်ဗျားတို့ကျွန်တော်တခုဖြစ်ခင်ဗျားတို့ကြောက်နော်ခင်ဗျားတို့အောက်ကနေဝိုင်းပြီးတော့ကြက်ပေးတဲ့သူတွေကြောက်ကျွန်တော်ကလည်းခင်ဗျားတို့မေးတော့ဖြေမှာဗျာ